Cherry bun. လဲလို့ရပြီတဲ့လဲလို့ရပြီလေသိလိုက်တော့ Go and go. လဲလို့ရပြီ ကြည့်မယ် Cherry bun. အတမထွက်နဲ့နော်ဟမ်မထွက်နဲ့ သိလိုက်တော့ မဖြိုးအတမ Cherry bun. ထွက်နဲ့အတမထွက်နဲ့ အကုန်လွဲတယ် Cherry bun. ဒီလိုကြီးဟာပါလေမပြောနဲ့ ဒီတဲ့ Cherry bun. ဟာ မခိုင်လဲလဲလို့ရပါပြီ ဟာလေးတော့ကွာဒီတော့ Cherry bun. အတမထွက်နဲ့နော် ဘာပါလဲ အတမထွက်နဲ့နော် Cherry bun. အမပါလေအမပါလေ Cherry bun. ဒီလဲလို့ရပါပြီ အတမထွက်နဲ့အတမဘာလို့ကောက်နောက်ဆုံးမှလဲခိုင်းတာ Cherry bun. Cherry bun. မလဲနဲ့တော့ ရပါလားကဲတော့မထွက်နဲ့မလဲနဲ့တော့ Cherry bun. Cherry bun. Cherry bun. အော်ပြန်လေဝေးလေဟုတ်ကဲ့ Cherry bun. Cherry bun. ဒီမသိတာတော့လွန်လွန်နဲ့ သိပါပြီကွာ ဟုတ်လေ ငါတို့ဒီရက်ကိုဘာလို့ Cherry bun. မဒီမသိတာတော့လွန်လွန်နဲ့ဘသူကဲမလဲဆိုတာတော့မဒီကိုကဲတယ်ပြောတယ်လေ Cherry bun. တဲ့နန်းမြောက်တယ်ဘာလို့မသိရလဲခုနေ့ကတော့ရှိုးပွဲမှာ Cherry bun. ဘေးချင်းကထိုင်လာတာလေအဲ့လေဟိုနေ့ကပဲမသူနဲ့စကားလေးပြောနေတာလေမ Cherry bun.